နိုင်ငံတော်ဝန်လုံလာဆုံးချိန်ပြောင်းလူလာပြီဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်ဖို့ရတူဒီမိုကရေစီနိုင်ငံတော်သစ်တည်ဆောက်ဖို့ရတူဒီမတ်လ30မှာစာချီဧပြီ10ရက်နေ့ဒီကာလလေးရှင်မပြေးတွေ့ရွှေရောင်ဝင်လေတောင်းစီပွဲတော်ကျင်းပကြပါမည်နိုင်ငံတစ်ခွန်းလုံးရှင်လန်းတဲ့ကြွပြုံးကိုစီတကောင်းစီကောက်တဲ့ပွေတော်ချင်းချင်းတင်းတင်းတွေပြောမိတကောင်းစီကောက်တဲ့ပွေတော်ချင်းချင်းတင်းတင်းတွေပြောမိလူတိုင်းပါဝင်စင်တွေတူတယောက်မြမကြံဖို့လိုပါသည်အမျိုးသားရေးလူငယ်တယောက်ကိုဝိုင်းပြဖို့ညကူညီနိုင်ငံရဲ့လက်ရှိနဲ့အနာဂတ်ကိုဝင်ရောက်တိုးတက်ဖို့အတွက်လိုအပ်တဲ့ကိန်းဂဏန်းချက်လက်တွေကိုဒီဝိရှားစုဆောင်ရင်းကိုတောင်းစဉ်မှုခေါ်ရပါသည်နိုင်ငံတွေကတူတိုင်းပါဝင်ကြရမည်ပြောစရာကောင်းလာသည်တကောင်းစီတောက်ပွဲစင်တွေပြောဝေးလူတိုင်းစင်တွေကြရမည်29ရက်နေ့တကောင်းရင်ချီသည်တကောင်းစီညွှန်ချိန်ဖြစ်သည်တို့ချိန်မှာနိုင်ငံတစ်ဝန်းလုံးသူပဲပြင်ရရောက်တွေ့လို့နေရာမှာစီကောက်ကြပြီကြားရမကြရရအောင်မထရလေအောင်စိတ်ကောက်သူများကကောက်ယူကြမည်လူတိုင်းကလည်းဝိုင်းဝန်းကူညီရလို့ဒီပညာရေးဝန်ထမ်းများနဲ့စေတနာရှင်ဝန်ထမ်းများမှာတိတ်တဆိကောက်ခဲ့ပါသည်တကယ်တော့ဒီကောင်းစင်ပူသည်တရှိလူသားအလုံးပါဝင်နိုင်ခွင့်ရှိတဲ့သူခွေရေးခြင်းဖြစ်ပေသည်နိုင်ငံသားကရှိခြင်းမရှိခြင်းအိမ်တော်သူစီရှိခြင်းမရှိခြင်းဘာမှမသက်ဆိုင်ပါဘူးချိန်တိုင်းဝက်ကဖြစ်ယူနေပြီစနေတာဘဝရဲ့အတွက်ချစ်သည်ဒီပါဝင်နိုင်ငံလုံးအကောင်းဆုံးဘဝရဲ့ညဖြစ်လာပြီပြော